good morning မင်္ဂလာနံနက်ခင်းပါတဲ့ခေါင်းစဉ်ကတွားကြည့်အောင်ဒီနေရာမှာကဘယ်သူတွေကာရိုက်တာဘယ်နှဦးရှိရလဲဆိုလို့ရှိရင် teacher ဓမ္မစာရာအကဝန်ဆ3ဦးရှိပါတယ်ပေါ့နော်ဆရာကအရင်ပြောပါတယ် good morning ဓမ္မစာရာ and အကဝန်ဆမင်္ဂလာနံနက်ခင်းပါဓမ္မစာရာနဲ့အကဝန်ဆဓမ္မစာရာကလည်းပဲပြန်ပြီးတော့ဖြေပါတယ် good morning sir မင်္ဂလာနံနက်ခင်းပါရှင်ဗျာအဲနောက်ပိုင်းမှာဆရာတော်ကဗာပြန်ပြောလဲဆိုတော့ how are you today ဒီနေ့ရှင်ဗျာတို့ဘယ်လိုလဲနေကောင်းရဲ့လားဓမ္မစာရာပြန်ဖြေပါတယ် I'm fine thank you sir နေကောင်းပါတယ်ကျေးဇူးတင်ပါတယ် how are you ရှင်ဗျာကိုနေကောင်းပါရဲ့လားဗျာဆရာတော်ကပြန်ပြောတယ် I'm well thank you တပည့်တော်လည်းနေကောင်းပါတယ်ကျေးဇူးတင်ပါတယ်ဧကဝန်ဆာကလည်းပဲပါပြန်ပြောလဲဆိုတော့ I'm great sir thank you တပည့်တော်နေကောင်းပါတယ်ကျေးဇူးတင်ပါတယ်ဒီနေရာမှာနေကောင်းတယ်လို့ပြောချင်တဲ့အခါမှာဒီနေရာမှာ၃မျိုးပေးထားပါတော့ I'm fine I'm well I'm great တခါလေကျတော့ I'm good ဆိုပြီးတော့ဒီနေရာမှာလည်းတုံးပါတယ်ပေါ့နော်ကြိုက်တဲ့အတုံးပြလို့ရပါတယ် I'm very glad you are well ရှင်ဗျာနေကောင်းတာဟာတပည့်တော်အရင်ကိုပဲဝမ်းတာပါတယ်ဗျာတဲ့ဆရာကပြန်ပြောတယ် where is အိန္ဒကဘယ်မှာလဲဖေရဓမ္မစာရာပြောတယ်ဆာရှင်ဗျာ he is not well today ဒီနေ့ကတော့အိန္ဒကနေမကောင်းဘူးဗျဆိုတာကြောင့်တဲ့ he is not here with us today သူတပည့်တော်တို့နဲ့အတူဒီမှာမရှိပါဘူးဗျဆရာပြန်ပြောတယ် I'm sorry to hear အိန္ဒက isn't well အိန္ဒကနေမကောင်းတာကြားတာတပည့်တော်စိတ်မကောင်းလိုက်တာဗျာတဲ့ I wish him to get well soon တပည့်တော်သူမြန်နေကောင်းပါစေလို့တပည့်တော်ဆုတောင်းပေးလိုက်ပါတယ်တပည့်တော်ဆန္ဒရှိပါတယ်ဆန္ဒရှိတယ်ဆိုတာဆုတောင်းပေးတယ်ပေါ့နော် teacher ကပြန်ပြောတယ်ဓမ္မစာရာ how are your parents so ရှင်ဓမ္မစာရာရှင်ဗျာရဲ့အဖေအမေကောဘယ်လိုလဲရှင်ဗျာမိဘတွေကောဘယ်လိုလဲ they are very well sir thank you တပည့်တော်မိဘတွေကနေကောင်းပါတယ်ဗျာကျေးဇူးတင်ပါတယ်ဗျာဒါကတော့ lesson number 4ဖြစ်ပါတယ်